မင်္ဂလာပါအခုတနင်္ဘတ်တင်နန်းလေးကိုရောက်နေတာဖြစ်ပါတယ်တနင်္နာမည်ကတော့တသွဲနေမှာ Unity ဦးကုမ္ပဏီကကိုယ်စားလှယ်နဲ့ Career Life Coach တယောက်ဖြစ်ပါတယ်တနင်္ကဒီကမိတ်ဆွေတို့ဒီနေ့ဘာပြောပြချင်လဲဆိုလို့ရှိရင်မိတ်ဆွေတို့သိတဲ့အတိုင်းအစားကောင်းစားရရင်ချက်တဲ့လူတွေကိုတတိရတယ်ပေါ့တနင်္ခုတင်နန်းကောင်းတစ်ခုတက်ရတယ်အဲ့ဒီအတွက်ဒီကမိတ်ဆွေတွေကိုတနင်္လိုမျိုးတကယ်တိုးတက်အောင်မြင်စေချင်လို့မျှဝေပေးတာဖြစ်ပါတယ်တနင်္လည်းဒီတင်နန်းကိုမသိခဲ့ပါဘူးတနင်္ကိုချစ်တဲ့မနှွေကနေပြီးတော့မှဒီတင်နန်းကတကယ်အကျိုးရှိတယ်တကယ်ပြောင်းလဲတယ်ရိုးရှင်းလွယ်ကူတယ်ပြောတဲ့အတွက်တနင်္တက်ရောက်ခြင်းဖြစ်ပါတယ်အခုဒီ bus တင်နန်းမှာပထမဆုံးရက်မှာတက်လိုက်ရတာနဲ့အဓိကတင်တဲ့ဆရာမကိုကြွေသွားတာပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်ဆရာမရဲ့တင်ပုံတင်နည်းတွေကအခြားတင်နန်းတွေနဲ့မတူပါဘူးအရန်ကိုစနစ်ကျပြီးတော့တနင်္တို့တစ်ခါတည်းအုံနောက်ထဲရောက်သွားအောင်သင်နိုင်တဲ့အတွက်ကြောင့်တနင်္ဒီတင်နန်းကိုအရန်သဘောကျတယ်ဟိုကဘာလေးသိသွားလဲဆိုလို့ရှိရင် strategy ဘိုင်းလေးတွေသိသွားတယ်တနင်္တို့လုပ်ငန်းကို business review တွေလုပ်ရတယ်ဘလို့အကျိုးရှိလဲဆိုလို့ရှိရင်တနင်္တို့ကို business နဲ့ပတ်သက်ပြီးတော့ business objective နဲ့ strategy map ပေါ့အဲ့ဒါနဲ့ပတ်သက်တဲ့စာရွက်40မှာပေးလိုက်တယ်အဲ့ဒီစာရွက်မှာတနင်္တို့က vision mission core value objective တွေ target တွေ action plan ထိကိုတစ်ခါတည်းစဉ်းစားမိအောင်လုပ်ပေးတဲ့အတွက်ကြောင့်တနင်္တို့အတွက်အရန်အကျိုးရှိတယ်ချက်ချင်းလည်းအသုံးချလို့ရတဲ့ပညာရရပါတယ်ဒုတိယရက်ကျတော့ပိုမိုက်သွားပြီဘာလို့လဲ finance ဘိုင်းတင်တယ် finance ဘိုင်းကို gain လေးတွေနဲ့တင်သွားတယ် gain လေးတွေနဲ့တင်သွားတဲ့အခါမှာအရန်ကိုဘာဖြစ်လဲမမိလွယ်တယ်ပေါ့ balance sheet ဆိုတာဘာလဲ cash flow ကဘာလဲ profit and loss ကဘာလဲအသေးစိတ်တနင်္တို့စီးပွားရေးတက်စရာမလိုဘဲနဲ့တင်စီးပွားရေးပညာရပ်ကိုနားလည်သွားတာဖြစ်တယ် finance ဘိုင်းမှာ ratio ဘိုင်းနဲ့တင်သွားတယ်အဲ့ဒီ ratio တွေနဲ့ပတ်သက်ပြီးတော့တနင်္တို့လုပ်ငန်းရဲ့အရှုံးအမြတ်တွေပြီးရင်အကျွေးတွေအဲ့ဒီအနေအထားတွေအကုန်လုံးပြန်သုံးသပ်လို့ရတယ်ဆိုတာကိုသိသွားတယ်နောက်ပြီးလို့ရှိရင် gain တွေမှာအများကြီးကစားရတယ် leadership ဘိုင်းနဲ့ပတ်သက်တာတွေ strategy ဘိုင်းနဲ့ပတ်သက်တာတွေပြီးလို့ရှိရင် team work ဘိုင်းနဲ့ပတ်သက်တာတွေကစားရတယ်အဲ့ဒီကစားတဲ့ပုံမှာလည်းသင်တန်းသားအချင်းချင်းဟာအရန်ကိုချစ်ခင်သွားကြတယ်တတရရက်ပိုမိုက်လာတယ်ဘာပိုမိုက်လာလဲလို့ပြောလို့ရှိရင် BMC ကိုတင်လိုက်တယ် business model cap အဲ့ဒါလေးကိုတင်လိုက်တဲ့အတွက်ကြောင့်တနင်္တို့ရဲ့ value ကိုအလယ်မှာထားပြီးတော့ station စင်နဲ့အနောက်စင်ကိုတနင်္တို့ကဘယ်လိုချိတ်ဆက်ပြီးတော့အောင်မြင်အောင်စူးစမ်းရမလဲပြီးလို့ရှိရင်အဲ့ဒီ BMC ကိုလည်းတနင်္တို့ကလက်တွေဆွဲရတယ်လက်တွေလောက်ရတဲ့အတွက်လုပ်ငန်းမှာချက်ချင်းအသုံးချလို့ရတယ်ကိုယ့်အတွက်ရောကိုယ့် team အတွက်ရောကိုယ့် partner တွေအတွက်ရောအားလုံးအသုံးဝင်တဲ့ဟာလေးပေါ့နော်နောက်ဆုံး၄ရက်မြောက်ရောက်လာတယ်၄ရက်မြောက်ကြတော့ branding ဆိုတာတနင်္တို့သိထားတဲ့အတွေးတွေကိုတီချေကခွာချသွားတာ product ဆိုတာရောင်းဖို့ logo ဆိုတာမြင်ဖို့ branding ဆိုတဲ့အခါကျမှ customer တွေကမရလွယ်တဲ့မမိနေတဲ့ကိုယ့်ရဲ့ brand ကိုပြောတဲ့ဟာတွေအဲ့ဒါတွေကိုတနင်္တို့ကသိသွားတာဖြစ်ပါတယ်ဒီ branding နဲ့ပတ်သက်သွားရင်လည်းကျဲက branding နဲ့ပတ်သက်ပြီးတော့ position တွေ customer တွေကိုယ့်ရဲ့ brand ကိုဘယ်လိုမြင်လဲဘယ်လိုကြားလဲဘယ်လိုခံစားရလဲအဲ့ဒါတွေကိုလည်းကျဲကမျှဝေသွားသလိုကိုယ့် brand နဲ့ပတ်သက်ပြီးတော့ positionကို brand က quality နဲ့ price မှာ1မှာလား2မှာလား3မှာလား4မှာလားအဲ့ဒါတွေလည်းအကုန်လုံးသိသွားတယ်အခုကတော့ final ရက်မှာဒီမနက်ကို partnership လေးတင်ပါတယ်အဲ့ဒီအတွက်တော့ဒီတင်နန်းကိုအဓိကဒီကမိတ်ဆွေတွေကိုမျှဝေချင်တာနေ့ရက်တိုင်းကအကုန်လုံးကပြန်အသုံးချလို့ရတယ်မိတ်ဆွေတို့ရဲ့အချိန်နဲ့ငွေကြေးလေးပေးကြည့်ပါမိတ်ဆွေတို့ပေးရတဲ့အချိန်နဲ့ငွေကြေးတွေထက်ကိုတန်ပြီးတော့မိတ်ဆွေတို့လုပ်ငန်းအစပေါင်းများစွာတိုးတက်မယ်ဆိုတာအာမခံပါတယ်တနေ့တင်နန်းအတွက်တဲ့အတွေ့အကြုံရရဲရဲကြီးအာမခံရပါတယ်လို့ပြောကြရင်အဆုံးသတ်ချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်